ကျွန်တော်ရဲ့အဖွေကိုပြန်တင်ဆက်လိုက်ပါတယ်ဒီနေ့တွေပိုင်းတော့ဗျာရှင်နာစရာကနိုင်ပေါ့နော်မနေ့ပြန်ကနိုင်ပြန်ကြသွားတာတစ်နှစ်ဆိုရင်ကျွန်တော်တင်ထားတဲ့အတိုင်း1 2 1ပါတာပေါ့နော်1ဆိုရင်နော်8ဆိုရင်8လေးပါမယ်ပြီးတော့အခွေလေးမှာလေ8နဲ့စုံကြရကြလို့ရ8ဘူးလေးပါအောင်မယ်အဲ့ဒါမှာကျွန်တော်အမျိုးတွေထိနာမယ်လို့ထင်ပါတယ်ကျွန်တော်မျိုးလည်းမဟုတ်ကျွန်တော်ပါထိနာသွားတာပါအဲကြောင့်မလို့ဒီနေ့နော်အချိန်ကြီးကျွန်တော်သိမရနဲ့သွားစရာလေးရှိသေးတယ်နဲ့မြင်ဆန်လေးပဲတင်ဆက်လိုက်ပါမယ်ခင်ဗျဒီနေ့9 ရက် 4 2025ညနေ4 နာရီခွဲခန့်နော်ကျွန်တော်နှစ်ချိန်မှတစ်ချိန်နော် 100% နော်100% နော်ကျွန်တော်အာမခံပေးပါနော်နှစ်ပွဲမှာဗျာတပွဲထိအောင်တရားပေါက်ထိကိုထိရအောင်နော်ကျွန်တော်တရားပေါက်ပေးမယ်နော်ကျွန်တော် site အတွက်နဲ့ပြန်ပြီးပါမယ်ဗျာကျွန်တော် site အတွက်လေးနဲ့ပြီးပါမယ် site အတွက်လေးပြီးပါမယ်ခင်ဗျခုမွေးခဏတော့ကျွန်တော်ဗျာထုံးစံပေါ့နော်ဗုဒ္ဓဘူးမကျော်လို့ကျွန်တော်ပြောထားတဲ့အတွက်ကျွန်တော်ထုံးစံပဲပေါ့နော်ဗုဒ္ဓဘူးမကျော်2 4 6 8 2 4 6 8ပေါ့နော်2 4 6 8အခွေကိုထိုးမယ်ဇာတို့ထိုးပေါ့ဗျာပြောဆိုရင်တော့ဒီ9ကိုထိုးရင်ဒီမနက်ပိုင်း9ကိုထိုးညနေပိုင်း1000ကိုထိုးချိန်လေးပေါက်ကိုပေါက်အောင်ပဲဗျာကျွန်တော်အာမခံတယ်နော်မွေးကနန်းမှာကျွန်တော်ခုနေ့ site ကြည့်ရတဲ့တော့ပါအောင်နော်လေးဘိတ်ကအမှန်တကယ်စင်းတော့စင်းပါစင်းရတော့ရှိတယ်ဒါပေမဲ့လေးဘိတ်ကမနက်ပိုင်းအမှန်တကယ်စင်းရမှာမနက်ပိုင်းမစင်းတော့9ဘိတ်ကြီးစင်းသွားတာတိရှိဆိုတော့တစ်ထိန်နဲ့ဆွဲသွားတာပေါ့နော်တစ်ထိန်နဲ့ဆွဲသွားတာကျွန်တော်အဲ့ကြောင့်လေးဘရိတ်ကမနက်ပိုင်းညနေပိုင်းပြန်ပေါ်ဖို့သေချာနေပြီကျွန်တော်ကြက်ရဘာကြက်ရတယ်ဆိုတော့ကျွန်တော်ဆွဲထားတဲ့အတိုင်းပဲနော်စိုက်ဆွဲထားတဲ့အတိုင်းပဲကျွန်တော်ပြောရေးပြပါမယ်ကျွန်တော်ထိုးတဲ့အတိုင်းပဲကျွန်တော်ရေးပြပါမယ်ခင်ဗျကြိုက်တာဆိုရင်6ဘရိတ်ကြိုက်တယ်6 PK ပေါ့နော်6 PK 6ဘရိတ်ကြိုက်တယ်6 break မှာထိုးခြင်းတဲ့လူတွေရောဗျာ6 break ကြီး all မယ်ဆိုတော့ all လိုက်နော်6 break ကြီး all မယ်ဆိုတော့ all လိုက်6 break ကိုတကယ်လို့ကျွန်တော်ပေးရလေးပဲထိုးခြင်းတယ်နည်းနည်းပါးစီးပွားပြီးမဟုတ်ဘူးငါးသေးဘူးတရားဘူးမဟုတ်ဘူးပေးဖို့လေးပဲထိုးခြင်းနေဆိုရင်နော်ကျွန်တော်အကြိုက်ဆုံးကနန်းပြောမယ်နော်ကြုံရင်တစ်ကတော့ဘာလို့မသိကြတော့တစ်ကဖောက်ဝိုင်းကျွန်တော်ထင်လို့8ကိုပြန်ကြမယ်ထင်တယ်ပြီးခဲ့တဲ့ခေါက်ကလေ8ကိုနော်အသေးကြ8တောင်ပြီတော့အဲ့တော့ဘာမှမသိဘူးနှစ်လား9လားမသိဘူးဗျကြာဟောတာထောက်ရက်ကိုကြာတယ်ထားပါတာရခု6 break ဆိုရင်ဘာရှိမလဲဆိုတော့ကျွန်တော်ကြိုက်တဲ့ကနေကျွန်တော်ပြောမှာကျွန်တော်ထိုးမှကနေပေါ့နော်ကျွန်တော်စိုက်ကြည့်ထားတဲ့ကနေနော်ကျွန်တော်ထိုးမှကနေလေးဖြစ်တယ်ဆို40နဲ့ထိုးမယ်40နဲ့ဒီမှာလေးပါရဗျာဒါပေမဲ့ပတ်စံထိတ်ပူရအောင်လို့ဒိုင်မွေးအောင်လုပ်4နှစ်60 4နှစ်60နော်ပြီး9ခု4နှစ်60 9ခု3ခွက်တည်းနော်စောရင်းနဲ့လူကတော့ဆွဲနော်လုံရင်လုံလိုက်အကြီးချပလိုက်ပြန်သိမရှိဘူးဆွဲလို့လိုက်ဒါပေမဲ့ပြီးတော့အရန်အနေနဲ့ဒါကတော့ဒီကောင်တွေကတော့အကုန်ကတော့အပြေထိုးအောင်ပေါ့နော်ထို့ဒီကောင်ကိုအရန်အနေနဲ့ထိုးမှာပေါ့နော်အရန်နဲ့ထိုးမယ်ဆိုရင်နော်ကျွန်တော်ပေးမယ်ကျွန်တော်ပြောရရှိပြီနော်ဟိုကဖြစ်ပြီအပူးဆိုင်ကကြာမှာနော်ဂျိန်းဒီဘောက်ကိုကြာမှာဘလုံးမှမလွယ်ဘူးနော်အပူးဆိုင်ကကြာတော့မှာပြီးတော့မှကိုစီသူပြောတာနော်ကိုစီပြောတာဟုတ်နားထောင်ခဲ့တင်တာဘောဖြစ်သွားမယ်နော်အပူးဆိုင်ကကြာမှာနော်ဒီဘက်ထဲမှာမကြည့်ရင်ဗျာခင်ဗျားတို့ CF နဲ့ကြောက်ကိုပါလာရိုက်တဲ့အဲ့တော့ဒီကျန်းနေကျွန်တော်နော်နှစ်ချိန်မှတစ်ချိန် 100% နဲ့ထိရမယ်ခုဒီမိတ်ကနေ share မေးအဲ့ဒါကိုပေးမယ်ကျွန်တော်တစ်ကိုတော့တိတ်မချဘူးဗျာဒါပေမဲ့စိတ်ကြီးမှာမသုံးမနိုင်ဖြစ်တစ်ခါတစ်3ရယ်ဒါပေမဲ့အရန်နေနော်ဟက်ချောင်းဆိုရောက်လာသေသွားလိမ့်မယ်အကုန်လုံးအဲ့ကြောင့်တစ်3ရယ်62ကဲ61ကဲ
那是这个谁先嘛，对着么叫他们变价哪个因素谁呢不喏，露出来不喏，那个都前面样那面话呀，前面的毛他先不喏，先不喏，先没个难不喏，就那边喏，阿布喏，阿布太表喏，阿布，阿布按年些喏，阿达呗，阿布呀，阿布啊个学生有了，真有钱，真有为所，学不变不赢，别那着嘛。哎呀，学不嘞，路边他都没有，学不有嘞，路边他都没有，不要，学不嘞路边都没有，不要，就那他家也不了嘛，那不也，那不也，罢了，那不，那不罢了，不要对吧？这不啊，你看这不了，俺那都对不起我，但是赛季啊，了，这不了，俺那对不起我，家没说那，没家不啊了。လေးတွေရာခိုင်နှုန်းလောက်ရှိဗျဒီပူမကြောက်ဒါပေမဲ့ရန်ထုတ်တော့ဗျတင်းနဲ့ရှင်းနဲ့ထွက်ထားတော့ပြန်ထွက်မလာတော့မသိဘူးเนาะစိုက်ကတော့6 break ကြီးအဲကြောင့်လို့နည်းနည်းတော့ရန်ထုတ်ရမယ်ဗျရန်ထုတ်ထိုးထားရမယ်ညတပူလေးထိုးမယ်တက်နိုင်တဲ့လူတွေကတော့အပူးပေါ့เนาะအပြည့်ပေါ့เนาะအပူးထိုးလိုက်ပေါ့เนาะအပူး10ကွပိတ်ထိုးလိုက်မွေးကနေထိုးတဲ့လူကတော့ထိုးပေါ့ဒီကောင်ကတော့အရန်ပေါ့ဗျာအရန်ရှော့ထိုးပေါ့ဗျာဒီကောင်တော့အဓိက main ပေါ့အဓိက main ကနေပေါ့ main ကနေပေါ့ဟိုတစ်ခေါက်ကိုကျွန်တော်ပြထားသလိုပဲလေ81နေတော့ဟောကလည်း80ထောက်ရတာပဲတကယ် main ကနေနေပြီးတော့ဒီနေ့ကျွန်တော်တို့ကန်ဆိုးကျင်လို့ပါတကယ်ကန်ဆိုးကျင်တာပါကန်ဆိုးကျင်တော့ဘာလို့မရအောင်ဟမ်တင်းနေဆိုလို့တော့ကျွန်တော်မနက်ကလွှင့်ထားခဲ့ကျွန်တော်မနက်ကတင်ပေးထားပြီးပေါ့နော်ဒီမှာဗျာဟိုဖြစ်မယ်ဆိုလို့မှ13တစ်ခေါက်လုံးပါမယ်ဗျာတင်းနေဆိုရင်2ပါမယ်ဗျာဟုတ်တယ်မလားနှစ်တူရှင်းတဲ့ပတ်တိုင်ဒီမှာ8ပါ8လေးကြာလို့ရရဗျဟုတ်တယ်မလား8လေးကြာလို့ရတယ်ဒီမှာအခွေလေးကြိုက်တာကြာလို့ရတယ်ဒီမှာ8ပူးပါထက်ကြာလို့ရတယ်ဟုတ်တယ်မလားဒီထက်ကလည်းကြိုက်တာကြာလို့ရသေးတယ်အဲ့ဒါအကျဉ်းရုပ်ဟောတာဘယ်လိုလုပ်လို့မသိကျွန်တော်တို့ကမှတပြားမှမရှိတော့အကုန်ပြီဟဲ့ဘယ်လိုလုပ်မသိစိတ်တင်အောင်တပြိုးနဲ့ပြစ်ပြတ်သွားတယ်မျိုးတို့ကျွန်တော်အားတော့ငယ်ကျွန်တော်လည်းအတက်နိုင်ဆုံးတော့တေချာတော့ကြည့်ပြီးနေပါတယ်တေချာစိုက်ရည်လေးပုံမှန်တွက်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကံမကောင်းဘူးလို့ပြောမယ်ကောင်းတာတွေဖြစ်ချင်လို့ပဲပြောရမှာပေါ့နော်စိုးတာတွေဖြစ်လာဆိုတော့ကောင်းတာတွေဖြစ်ချင်လို့ပဲပြောရမှာပါပဲအဲကြောင့်မလို့အမှားရှိမှအမှန်ဆိုအမှားရှိရင်အမှန်လို့ရှိမှာပဲလေအမှန်ရှိရင်အမှားရှိရင်ဘယ်တော့မှအရာတိုင်းကိုအကောင်းကြီးပဲလို့တွေးထားလို့မရဘူးအဆိုးဆိုတာကြီးကြုံလာမှာပဲအဲကြောင့်မလို့ကျွန်တော်ပြောရဗျာခုဒီပွဲမှာပါဒီမနက်ပိုင်းပွဲမှာစနိုက်10မိနစ်ပွဲမှာပါဒီမှာ4:30နော်4:30ဒီကောင်6ခုနော်ဆိုပြီးမှချင်မိသွားလို့6ခု4:30ခဏမ်းမှာ4:30ခဏမ်းမှာပေါက်ကိုပေါက်စရာဗျာနော်ကျင်းသေးကိုပေါက်အောင်မယ်နော်ကျင်းသေးပေါက်အောင်မယ်အဲ့ချိန်မှာကျွန်တော်အကယ်ဒမီယူပြမယ်ကျွန်တော်ဆရာပြောသလိုပဲအကယ်ဒမီယူမှာကျွန်တော်ဆရာတယောက်ပြောခဲ့သလိုပဲကျွန်တော်ပေါက်တော့အကယ်ဒမီယူပြမယ်အကယ်ဒမီကိုစီသူဆွဲနာမည်နဲ့ယူပြမယ်နော်ဒါပေမဲ့2ချိန်စစ်ပေါင်းက2ချိန်ကို1ချိန်ပဲထွက်တော့ကျွန်တော်တို့2ချိန်ရအောင်တပတ်ကိုအနည်းဆုံးကျွန်တော်10သီးရှိရအနည်းဆုံး6သီး9အများဆုံးပေါ့နော်အများဆုံး6သီး9သီးတော့ရအောင်လုပ်ပေးပါဒါတို့ရော2ချိန်တွဲထားတယ်ဒီညနေတော့ရအောင်လုပ်ပေးပါခင်ဗျဒီညနေသေချာထပ်ပြောမယ်နော်ဒီ3ခုကိုမင်းကနန်းရေမွေးကနန်းရေအပူရေကိုထိုးပတ်စံတန်းတဲ့လူကဒီအပူလေးမြင်မှထိုးပေးအပူကိုအဓိကမြင်မှထိုးပေါ့နော်ဒီမင်းကနန်းအပူများထိုးဒီမွေးကနန်းကတော့ပုံမှန်ပဲပေါ့နော်ပုံမှန်တော့နေကြဒီနေ့9ဘူးဆိုရင်ဒီ12နိုင်9ဘူးဆိုရင်4နိုင်ခွဲကို1000ဘူးလောက်အဲ့လောက်ပဲဖြည်းဖြည်းချင်းသွားဘူးနော်အေးတော့ချိန်မယ်ဗျအရင်ချိန်မယ်တကယ်လို့မထွက်ခဲ့ဘူးဆိုရင်ခင်ဗျားအရေးကြီးပဲနော်ဒီကောင်တော့အရန်အတွက်ဆိုတော့ဗျာအရန်အတွက်ဆိုတော့အရန်ုံလောက်ပဲပေါ့အများကြီးတိတ်ပြီးထိုးစရာမလိုအရန်ပဲအရန်ထားလိုက်ရအဆင်ပြေပြီနော်ဒီနေ့ခုတော့ထောက်သွားလေအမြတ်ပေါ့ဗျာကန်ကောင်းကြီးဟုတ်တယ်မလားအကြောင်းလို့ကျွန်တော်ရဲ့အကြောင်းလို့ဒီကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲရနာပါမယ်ခင်ဗျာကျွန်တော်ရဲ့ကိုစီစုဆိုရဲ့ဒူးဒီကိုစီစုဆိုရဲ့ဒူးဒီ channel လေးကို like and subscribe လေးနှိပ်ပေးကြပါဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးကျမ်းမှာချမ်းသာပြီးတော့ကိုဖြစ်ရှင်နာဆန္ဒကြီးတလုံးတစ်ခွာဖြစ်ကြပါသေးဗျလူဝင်ဆန္ဒတုံးတော့ပြောလူဝင်ဆန္ဒကြီးလေတလုံးတစ်ခွာကြီးရကြပါသေးခင်ဗျ
အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျ